Hello မင်္ဂလာပါဒီနေ့မနေ့အတူတူသူကဈေးဝယ်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူဈေးဝယ်သွားတယ်နောက်ကိုလိုက်သွားတယ်သူကခောက်ဆွဲဝယ်ကျွေးမယ်ဆိုတဲ့အခါကျတော့ခောက်ဆွဲတော့ဆိုင်နဲ့သူနောက်လိုက်သွားပါတယ်ဆိုတော့ခောက်ဆွဲဆိုင်မှာခောက်ဆွဲထိုင်ဆောင်ရင်းနဲ့ပုံစံတွေအမျိုးမျိုး post တွေအမျိုးမျိုးလုပ်ကြည့်ရင်းနဲ့ပေါ့မတည်ရင်တော့လဲဖုန်းကြည့်နေတဲ့တပ်ပုံရိုက်နေတာပေါ့တကယ်တမ်းတော့ဗီဒီယိုရိုက်နေတာပေါ့နော်ဘယ်လိုပုံစံလောက်ရမလဲဆိုတာလေးကြည့်ရင်းနဲ့တကယ်တမ်းတော့အတူထဲမှာငါကတော့ဒီနေ့ခောက်ဆွဲစားတာတော့ဂျင်မှာတော့ share ငါဖြုံးရတော့မယ်ပေါ့နော်ဒါလည်းစကားမဆက်ဟဲ့နေအင်ကြီးရဲ့ကြိုက်တာပဲအပေါ်ဘုံကဒီနေ့လည်းမချွတ်ဘူးလို့ပြောတယ်သူအဲ့ပေါ်ပပလေးကိုပဲကြိုက်တယ်တဲ့ဆိုတော့ကမှရုပ်ချောချောလေးနဲ့ခောက်ဆွဲစားပြပါမယ်ဆိုတော့ခောက်ဆွဲမှာထားတဲ့ခောက်ဆွဲလေးရလဲခါတိုင်းဆိုရှင်မရဘူးပေါ့နော်ရတာလဲနောက်ကျတယ်ဆိုတော့ဒီနေ့တော့ခောက်ဆွဲကနည်းနည်းစောစောလေးအရင်ဦးဆုံးလေးလာပို့ပေးတယ်ပေါ့နော်ဆိုတော့နင်းနဲ့ခောက်ဆွဲမဝမှာဆိုလို့တဲ့အဲ့တော့ပွဲတီးဆိုတော့ခါကြောလဲနောက်တစ်ပွဲထပ်မှထားလိုက်ပေါ့ခဏနေကျရင်လူတွေဒါအချက်လိုက်မှာခင်မယ်ပေါ့ဒါနဲ့ပဲခောက်ဆွဲစားရင်းနဲ့တပွဲပါမှာထားလိုက်တယ်ပြီးတော့အဲ့လိုက်ပွဲတပွဲကတော့တနေ့တယောက်တပွဲစီစားကြတာပေါ့ကွယ်ဆိုတော့ကိုကတော့စန်စီရမစားနိုင်တဲ့အတွက်ကြောင့်မို့လို့ရေစိမ်မြစ်ချင်ခောက်ဆွဲမှာစားဖြစ်ပါတယ်လို့ရေစိမ်ကတော့ကိုယ့်ရဲ့အကြိုက်ဆုံး favorite ခောက်ဆွဲတွေထဲမှာဆိုရင်ရေစိမ်အကြိုက်ဆုံးပဲပေါ့နော်ဆိုတော့ရေစိမ်မြစ်ချင်ရေစိမ်ခောက်ဆွဲတုပ်ကိုစားဖြစ်ပါတယ်ကဲတမ်းတော့ဂျင်းစောတဲ့သူတယောက်အနေနဲ့အတွက်ကတော့ပေါ့နော်ဒီခောက်ဆွဲမစားသင့်ဘူးပေါ့နော်ဆိုတော့မနေ့ကခောက်ဆွဲတဲ့ဒီနေ့စားတဲ့ခောက်ဆွဲကပိုပြီးကယ်လိုရီတက်စေတယ်တို့မဲ့လည်းငါကတော့ဂျင်းသွားရမှာဂျင်းသွားပြီးတော့မှဂျင်းမှာပြန်ပြီးတော့မှဒီကယ်လိုရီတွေ burning လုပ်ရမယ်ဆိုပြီးတော့မှတကုံပြန်စားပြီးတော့အားရပြန်စားလိုက်ပြီးတော့မှလုပ်ပြီးတော့စားပါတယ်စားပြီးနောက်မှာတော့ဈေးသွားပါတယ်ကိုကတော့သူဈေးသွားနေရမို့လို့ချင်းလေးပါလေးဆိုရင်ကြီးနဲ့ကားပေါ်မှာထိုင်ဆောင်နေပါတယ်ရှင်ပြီးတော့ရုပ်ချောချောလေးနဲ့သူဝယ်လာတဲ့ငရက်လေးတွေကိုကိုကกินလိုက်ပါတယ်လို့အရင်ဆုံးမกินခင်မှာအရသာမှုတွေထည့်တယ်မတူးအောင်လို့တိတိကျကျလေးမနေ့တုန်းကလည်းမတူးအောင်လို့ဂျင်းနဲ့ကြက်တုပ်ချူကိုတိကျအရေးညစ်ပြီးတော့မှအရသာလေးစိတ်ဝင်အောင်လို့လဲกินလိုက်ပါတယ်ဆိုတော့66ကလေးရပါပြီဆိုတော့ကိုကတော့အပေါ်စားတယ်ဆိုတော့ခါကျတော့အပေါ်กินတာပေါ့နော်အရာဓာလေးကိုပေါ့လေးနဲ့share กินဖြစ်ပါတယ်သူကမနေ့ကกินတာအရင်စားကောင်းလို့ဆိုပြီးတော့မှဒီနေ့မနေ့ကတော့3កောင်လေးပဲယူလာတယ်ပေါ့ဒီနေ့ကတော့သူ9កောင်ယူလာပါတယ်အဲ9កောင်ကို special กินပြီးတော့မှမနေ့စာနေ့လေစာနဲ့ညစာပြင်ဆင်လိုက်ပါတယ်သူရပြီဆိုတော့ခေါ်လိုက်တယ်ပေါ့နော်သူကအားရပြစားပါတယ် blog လေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ် God bless you နောက်ဗီဒီယိုမှာတွေ့ပါမယ်